န်လီအသင်းကို2ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ Chelsea နဲ့အိမ်ကွင်းမှာမထင်မှတ်ဘဲနဲ့ဂိုးပြတ်ရှုံးသွားခဲ့တဲ့ Liverpool တို့ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုကျွန်တော်အခုပဲနှစ်ခုပေါင်းပြီးတော့တင်ပြသွားရမှာလည်းဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါနဲ့ပြည့်စုံကြပါစေ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ကျွန်တော်အခုပဲပွဲစဉ်နှစ်ပွဲကန်လို့ပြီးသွားတယ်ပေါ့နော်။ပထမတစ်ပွဲကတော့အကုန်လုံးသိကြတဲ့အတိုင်းပဲဘန်လီအသင်းနဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်ရဲ့နောက်ထပ်9နိုင်ခွဲမှာကန်ခဲ့တဲ့ပွဲစဉ်ကတော့ Liverpool အသင်းနဲ့ Nottingham Forest အသင်းတို့ရဲ့ပွဲစဉ်ရပေါ့နော်ဆိုတော့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ကျွန်တော် Liverpool အသင်းရဲ့အကြောင်းကိုပဲအဓိကဇောင်းပေးပြီးတော့ပြောသွားမယ်ပေါ့နော်ဒါပွဲပြီးတော့ချက်လောက်သွားမှလည်းဖြစ်တယ် Chelsea ကတော့ကျွန်တော်လောက်ပေးမယ်ဒါပေမဲ့အရန်ကြီး Chelsea ရဲ့ဒီပွဲစဉ်မှာစိတ်ဝင်စားစရာတိတ်မကောင်းခဲ့ဘူးလို့ပဲပြောရမှာပေါ့ကျွန်တော်လည်းပွဲကြိုသွန်းချက်မှာတော့ကျွန်တော်ပြောခဲ့တယ် Chelsea အသင်းနဲ့အနိုင်ရဖို့80ရာခိုင်နှုန်းလောက်ရှိတယ်20လောက်ပဲတည်ကြနိုင်တယ်လို့ပြောခဲ့တဲ့အတိုင်းပဲ Chelsea အသင်းကပဲဒါနှစ်ခုပြတ်နဲ့အနိုင်ရသွားတာပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ Chelsea အသင်းကတချို့နေရာလေးမှာအပြောင်းလဲတွေလုပ်ထားတာတွေ့ရတယ်ကွင်းလမ်းမှာဆိုလို့ရှိရင်တော့ပွဲပတ်မှုတန်အနှဲငယ်ရှိနေတဲ့ဒီ Moises Caicedo တို့ဘာလို့မသုံးမဲနဲ့Andre Santos တို့ဘာလို့သုံးလာတယ်ပြီးတော့ဘေးမှာ Enzo ထားတဲ့ပုံစံမျိုးပေါ့နော်နောက်တန်းမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တိုဆင်တို့ဘာလို့ချာလိုဘာတို့ဘာနဲ့တွဲပြီးတော့ပွဲထုတ်တယ်ဘယ်ဘက်ညာဘက်ချမ်းမှာဆိုလို့ရှိရင်တော့ Reece James ပေါ့နော်ဘယ်ဘက်ချမ်းမှာဆိုတော့ Matt Cucurella တို့ဘာလို့နဲ့ကိုသမားကတော့ Robert Sanchez နဲ့ပွဲထွက်လာခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရတယ်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လည်း Liam Delap တို့ Joao Pedro တို့ပွဲထုတ်ခဲ့ပြီးတော့ညာဘက်ချမ်းမှာဆိုလို့ရှိရင်တော့ Petronet တို့ပွဲထုတ်ခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်ကကျွန်တော်တို့သုံးသပ်ခဲ့တဲ့အတိုင်းပဲဘန်လီအသင်းတွေနဲ့ဘာမှမလုပ်ပြနိုင်ခဲ့ဘူးဘန်လီကလေအဲ့လိုမျိုးfinal တက်ထဲရောက်သွားလို့ရှိရင်သူတို့ဘာလို့လောက်အောင်မသိဘူးဆိုတော့ပြဿနာတော်တော်လေးကြီးတယ်ဗျဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ပထမပိုင်းတစ်ပိုင်းလုံး Chelsea ကတော်တော်စိုးရွားခြေစွမ်းနဲ့ကစားနေတာဒါကျွန်တော်Chelsea fan တွေပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်အားနာစွာနဲ့ပဲပြောရမယ်ဆိုရင် Chelsea ရဲ့ပထမပိုင်းခြေစွမ်းတော်တော်လေးကိုစုပ်ပြတ်တယ်ဗျဟိုဘက်ကဒီ Petronato ရဲ့ဂိုးစားမရခင်ထိကိုအသင်းကဘာလို့လှုပ်ချင်မှမသိဘဲနဲ့တောင်ပြလိုက်မြောက်ပြလိုက်တွေဖြစ်ပြီးတော့ကစားကွက်ကလည်းအတီးတကျမရှိတိုက်စစ်ကကစားသမားတွေလည်းရော်ဒီရော်ရဲ့နောက်တန်းလည်းရော်ဒီရော်ရဲ့တိုဆင်နဲ့ဒီချာလိုဘာနဲ့အချင်းချင်းပေးတာတော့မှဘောလုံးတွေကလွဲအဲ့လိုမျိုးတွေဖြစ်နေတဲ့အနေထားကနေပြီးတော့မထင်မှတ်ဘဲနဲ့အဲ့ဒီတော်တော်ကောင်းတယ်အဲ့ဒီဖြတ်တင်မော်လေးကလည်းတော်တော်ကောင်းတယ်ပေါ့နော်အဲ့ Petronato ရဲ့ဂိုးလေးရသွားလို့ဒါတော်တော်လေးအဆင်ပြေသွားပြီးတော့ဒုတိယပိုင်းမှာချိုးချိုးသွားချက်လက်တွေကိုအကောင်းဆုံး handle လုပ်ခဲ့နိုင်ပြီးတော့နောက်ဆုံးမှာဆိုရင်တော့ Enzo ကပါတကူသွင်းပြီးတော့ဒါငကိုကွန်ပီနဲ့အနိုင်ရသွားတာပေါ့နော်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ Petronato ကချိုးချိုတော့အလုံးလေးဖြုံးတီးမှုတွေရှိခဲ့တယ်ဆိုပေမဲ့လုံးသိမ်းလုံးထိုက်တာကိုလုပ်သွားပြီးတော့ဒီပွဲမှာဆိုလို့ရှိရင်ဒါဂိုးဖန်တီးမှုမှာသူ့ရဲ့ assist ကအပြည့်အဝမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒုတိယဂိုးမှာလည်းသူကအနည်းနဲ့များတော့point ပတ်သက်ခဲ့တာတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့လိုအနေထားမျိုးလေးတော့ရှိတယ်ဆိုတော့အဲ့လိုမျိုးနှစ်ဂိုးပြတ်နေပြီသူတို့နိုင်သွားတယ်ဘန်လီကဒီပုံစံအတိုင်းဆိုလို့ရှိရင်တော့တန်းစင်းရဖို့တော့များမယ်ဗျဟိုလို့ဆိုသူတို့ကအဲ့လိုမျိုးအိမ်ကွင်းမှာအားထားပြီးကစားပါတယ်ဆိုမှအခုဒီလိုမျိုးအိမ်ကွင်းပွဲစဉ်နေတော့မှဗျ final တက်ထဲကိုရောက်လာပြီဆိုလို့ရှိရင်သူတို့မှတယောက်လူပေးရမှာလားကမ်းရမှာလားဝေခွဲမရအဲ့လိုမျိုးပုံစံမျိုးတွေကိုလည်းကျွန်တော်တို့တွေ့ရတယ်လို့သူတို့ရဲ့အဓိကဂိုးသွင်းနိုင်ကြီးရှိတာပန်နယ်တီရဲ့ကျွန်တော်မြင်တော့ဆက်ပစ်စီရပဲရှိရလို့ပြောလို့ရတာပေါ့နော်တော်တော်လေးကိုဘန်လီအသင်းကချန်ပီယံရှစ်မှာတွေ့ခဲ့တဲ့ဘန်လီမဟုတ်ဘဲနဲ့ပရီးမီးယားလိဒီကိုရောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်တော့ Premier League level တခုမှာဘန်လီကအခုချိန်ထိကိုမရှိဘူးလို့ပဲစိတ်မကောင်းစွာနဲ့ပဲပြောရမှာပေါ့နော်ဆိုဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့နိုင်ထိုင်းလို့ Chelsea ကနိုင်သွားတယ်ခြေစုံကအရန်ကောင်းလားဆိုလို့ရှိရင်တော့စီးပမာကြီးနဲ့အရန်ကြီးကောင်းနေတာမျိုးမတွေ့ရသလိုပထမပိုင်းမှာဆိုလို့ရှိရင်အိပ်ပါငိုက်တဲ့ဒီတော်လေးကိုခြေစွမ်းတွေကဆိုးရွားခဲ့တာတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုလိုပဲနိုင်သွားတယ်ဒါကတော့ Chelsea ပွဲပေါ့နော်နောက်ထပ်ပွဲစဉ်တွေပွဲဆိုလို့ရှိရင်တော့ဒါည9နိုင်ခွဲမှာရှမန်ကစားခဲ့ကြတဲ့Liverpool နဲ့ Nottingham Forest အသင်းရဲ့ပွဲစဉ်ပေါ့နော် Liverpool ရဲ့အိမ်ကွင်း Anfield Stadium မှာကစားခဲ့တာလည်းဖြစ်တယ်ကျွန်တော်တို့က Liverpool ရဲ့အိမ်ကွင်းကဘာဖြစ်တယ်ညာဖြစ်တယ်အိမ်ကွင်းကဘာဖြစ်တယ်လို့ပြောရဲဆိုရင်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ Nottingham Forest ကအဝေးကနေလာပြီးတော့ဟီဟာလှုပ်သွားရတော့မှပြောလို့ရတယ်ဗျာဂိုးပြက်ကြီးနိုင်သွားတယ်ဆိုတာကြီးကမခန့်တဲ့သဘောမှာတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့မှန်းထားတာဗျာကျွန်တော်ဆိုလဲဒါပွဲကြိုသွန်းချက်မှာလည်းပြောပြထားတာရှိပါတယ် Chelsea နဲ့ခက်ခဲမှာတော့မှန်တယ်ဒါပေမဲ့နိုင်ကြီးရှိတယ်လူမမို့ဆိုလို့ရှိရင်တေကြသွားနိုင်ကြီးရှိတယ်ကျွန်တော်အနေနဲ့ Nottingham Forest နိုင်မှုတော့မှခဲရင်းနေဆိုပြီးတော့မှကျွန်တော်ပြောပြခဲ့သေးတာဒါပေမဲ့တကယ်ကန်တဲ့အချိန်မှာဆိုလို့ရှိရင်အဲ့စားလုံးကြီးစပေးဖို့စပေးကြတဲ့ဟိုက Liverpool တင်းနေနဲ့ဘာလို့လောက်မှမသိဘူးဆိုတော့ပြဿနာတော်တော်လေးစိုးတယ်ပေါ့နော်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တပွဲလုံးတော်တော်လေးကိုဒုက္ခပေးသွားတာ Alexander Isak ပေါ့နော် Isak ကနျူကာဆယ်ပြောင်းလာကြတဲ့လီဗာပူးမှာတော်တော်လေးချိန်နေဆိုးနေရတယ်တော့ဖောင်လဲမဝင်ဘူးအတင်းနဲ့လိုက်ပြီးတော့မစည်းမျောနိုင်ဘူးသူကိုယ်တိုင်လည်းအရန်ကောင်းတဲ့အနေအထားတစ်ခုမှမရှိသလိုကျွန်တော်မြင်လာတော့ fit လည်းတိတ်မဖြစ်ဘူးလို့ခံစားရတာပေါ့နော်အဲ့လိုခံစားချက်လေးတွေတော့ရှိတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်း Alexander Isak ခြေစွမ်းတော်တော်ဆိုးရွားကြီးကိုသူကန်သွားတာကိုကျွန်တော်တို့တွေ့ရတယ်လို့သတင်းလုံးကအခုကဘယ်လိုဖြစ်လဲဆိုတော့ Man City နဲ့ပွဲစဉ်မှာရှုံးခဲ့တဲ့ဟာကြီးကနေရုံးမထွက်နိုင်ခဲ့သေးပဲနဲ့ City နဲ့ပွဲမှာကျွန်တော်တို့ဒိုမနိတ်လုံးဝအလုတ်ခံလိုက်ရပြီးတော့ဂိုးပြက်ခြေပြက်ကိုရှုံးသွားသလိုဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒိုမနိတ်တော့အလုံးမခံအောင်ဆိုပေမဲ့Liverpoolအားတာတဲ့အချက်တွေကိုပဲတစ်ဖက်က Nottingham Forest ကပြန်ပြီးတော့အဲ့ဒီတိုင်းပဲပြန်သုံးချသွားတာ
Liverpool ကအဲ့လိုမျိုး long pass တွေပေးမယ် diagonal တွေပေးပြီးတော့ counter attack ပုံစံမျိုးနဲ့သွားရဲဆိုပေမဲ့ Nottingham Forest ကလည်း Liverpool ကစားတဲ့ပုံတိုင်းလိုက်ကစားပြီးတော့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်အဲ့ဒီအတိုင်းကိုပဲပြန်ပြီးတော့ဆော့သွားတာ Liverpool တင်းဒီနေ့ပွဲစဉ်မှာတော်လေးဒုက္ခရောက်သွားတဲ့အချက်တွေကပါတယ်ပြီးတော့ကျွန်တော်တို့ဒီစိတ်ဝင်စားစရာ first တစ်ခုအနေနဲ့တွေ့တာပါလဲဆိုလို့ရှိရင်တော့ Arne Slot ကပြီးခဲ့တဲ့ရာသီတုန်းကအရန်ကောင်းတဲ့ရာသီသူတို့ Premier League ဖလားရခဲ့တဲ့ရာသီမှာတော့မှသူတို့မနိုင်ခဲ့တဲ့အတရား Nottingham Forest ပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာဆိုလို့ရှိရင်မနိုင်ခဲ့ပြန်ဘူးပေါ့နော်ထပ်ပြီးတော့မနိုင်ဘူးနီးပြတော့မှန်တယ်ဗျာ Nuno Espirito Santos မဟုတ်တော့ဘူး Sean Dyche ဒါပေမဲ့ Nottingham Forest ကိုမနိုင်ဘူးဆိုတဲ့စံချင်းအခုလက်ထပ်ပြီးတော့တင်နေတဲ့အပြင်အိမ်ကွင်းမှာဂိုးပြတ်ရှုံးသွားတယ်ဆိုတာကြီးကတော်လေးချီနေဆိုးသွားတယ်လို့ပြောလို့ရတယ်ကျွန်တော်မြင်တော့ဆိုလို့ရှိရင်ကစားသမားတွေကပွဲပွဲမှုထန်လဲအနှဲငယ်ရှိနေသလိုကစားသမားတယောက်ကြားထဲမှာလည်းနားလည်မှုတွေပျောက်ဆုံးနေပေါ့နော်အဲ့လိုပုံစံမျိုးတွေကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျတော့အတင်းကစီးလုံးမှုပြိုကွဲသွားပြီးတော့နောက်တန်းမှာဆိုလို့ရှိရင်လည်း Virgil van Dijk ကိုယ်တိုင်ကကွင်းလက်ထိတက်ထောက်နေရပြီးတော့တယောက်ကိုလက်ညှိုးညွန်ပြီးတော့တောက်လျှောက်နောက်ကနေ comment ပေးနေရတော့ကြည်ချင်းအားဖြင့်ဆိုလို့ရှိရင်တယောက်ကြားမှာယုံကြည်မှုလည်းနည်းနေသလိုပြီးတော့အပြင်ပေါ့နော်အရင်ပွဲတုန်းကဂိုးပြတ်ရှုံးထားတဲ့ effect ကြီးကလာပြီးတော့ဝင်နေသေးတယ်လို့ပြောလို့ရတယ်ပြီးတော့ချို့သောကစားသမားတွေပေါ့ဗျာဒါမီလိုကာကက်စ်တို့ပြီးလို့ရှိရင်ဒီ support line တို့ဘာတို့ကဂျာရမာကန်ကက်ဟန်ဂေရီပွဲစဉ်မှာသူဟန်ဂေရီနဲ့တူကဘာဗလာဝင်မရဘဲနဲ့ထွက်သွားတာဘာညာရှိတာဆိုတော့သူတို့ရဲ့စိတ်တဲ့ဘိုင်းမှာလည်းအနေငယ်ထိခိုက်မှုလေးတွေရှိတာကိုတွေ့ရတယ်တာမန်ချီစွမ်းနဲ့ကြာနေရဒီပွဲမှာဆိုလို့ရှိရင်လည်းစာလာတဲ့ဘာမှမလုပ်ပြနိုင်သလိုချို့သောလူစားပြောင်းလဲမှုတွေနည်းလေးမိကုန်းထုတ်ချင်စရာလည်းကောင်းတယ်ပေါ့နော်ဥပမာဗျာကိုနာတီကိုထုတ်လိုက်ပြီးတော့ပြန်ထည့်တဲ့လူတွေကကွင်းလယ်နဲ့တိုက်စစ်တွေထည့်တာမျိုးတို့ပြီးတော့အဲ့ဒီကိုနာတီကိုထုတ်လိုက်ပြီးတော့ Gravenberch ကိုနောက်ကိုချပြီးတော့ကစားလိုက်တဲ့ပုံစံတို့ပြီးတော့ပွဲပြီးကန်ဒီမှာလဲလိုက်တဲ့အလဲတွေမှာဆိုလို့ရှိရင်လည်းတချို့ဟာတွေနည်းနည်းလေး live မမီဘူးတော့ဖြစ်သွားတဲ့အပိုင်းတွေရှိတယ်ဗျာကွင်းလယ်မှာဆိုလို့ရှိရင်ကော်ဒီဂါဘိုကြီးကိုကွင်းလယ်ကြီးချပြီးတော့ကစားတဲ့ပုံစံမျိုးတို့တိုက်စစ်မှာဆိုလို့ရှိရင် Isak နဲ့ Akiteki ကိုတွဲတယ်ပြီးတော့ Akiteki ကိုထုတ်ပြီးတော့ Clay Chadek တကောင်တော့ထည့်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေစော့တာတွေလည်းတွေ့ရတယ်ဒါပေမဲ့လုံးဝကို effect မဖြစ်ခဲ့ဘူးနောက်တစ်ခုကကြတော့ပိုဆိုးသွားတာဒီနေ့ကန်သွားတဲ့ Nottingham Forest အတင်းကနောက်တန်းလုံးဝ solid ဘာမှပြောကြအောင်မရှိအောင်ကောင်းတာဒီရွှေသားအောင်ကြည့်ပြီးတော့ကျွန်တော်ခေါင်းထဲမှာဘာဝင်လာလဲဆိုတော့ Man United က Nottingham Forest ကိုတော့မနိုင်ဘူးလားကွာတီးရေးသွားကြတဲ့အဝေးကွင်းမှာဘာညာပြောရဲဆိုမှတကယ် Nottingham Forest ကတော်တော်ကျန်းတယ်ဗျဒီနေ့ညအခြေစွမ်းကိုကြည့်ပြီးတော့မှ Nottingham Forest က Man United နဲ့ကန်သွားတဲ့ပွဲစဉ်ကMan United မလို့တာတော်တော်လေးခံပြီးကစားနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ဒီလိုမျိုးပေါ့နော် moral တွေရောကြာနေတယ်အသင်းစည်းလုံးမှုကပြိုကွဲနေတဲ့အသင်းဆိုလို့ရှိရင်ဒီလိုမျိုးလုံးပြနိုင်မှာလားဆိုတော့ကျွန်တော်တို့ဒီမှာတွားပြီးတော့တင်ကန်းစာရပြီးတွေ့လိုက်ရတဲ့ပွဲလို့ပြောရင်တော့ပို့ပြီးတော့မှန်မှာပေါ့နော်ကြောင့်မလို့ဒီပွဲစဉ်မှာဆိုလို့ရှိရင် Nottingham Forest ကတကယ်ကိုထိုက်တန်နဲ့ပဲဂိုးပြတ်ခြေပြတ်အသာရသားပြီးအသာရောက်သွားပြီးတော့နိုင်သွားတယ်လို့ပြောလို့ရတယ် dominate မလုပ်သွားတာလေးပဲလွဲလို့ပေါ့နော်ကျန်တာအကုန်လုံးမှာတာခဲ့တယ်လို့ပြောလို့ရတယ်ဂိုးသမားနောက်တန်းကွင်းလေတိုက်စစ်ဘာမှပြောစရာမလိုဘူးပေါ့နော်ဆိုတော့ Liverpool တင်းနေနေကတော့ရှုံးတဲ့ဒဏ်ကိုထပ်ပြီးတော့ခံစားရတယ်ပြီးခဲ့တဲ့ပွဲစဉ်က3ပွဲဒီပွဲစဉ်ပြီးခဲ့တဲ့ပွဲစဉ် Man City ရဲ့ပွဲမှာ3ဂိုးဒီပွဲမှာ3ဂိုးထပ်ပြီးတော့ပေးရတယ်ဖြစ်တော့ကြောင့်နှစ်ပွဲပေါင်းပေးကိုက6ဂိုးထိဖြစ်သွားတာပေါ့နော်တော်လေးရှင်နေစိုးသွားနေတာတခုမှရှိရတဲ့အတွက် Liverpool တင်းနေနဲ့ပြန်လာနိုင်ပါဦးမလားပေါ့နော် MA ကလည်းတော်လေးကိုမေးဖို့ကောင်းတယ်လို့ကစားသမားတယောက်ကြားထဲမှာလေယုံကြည်မှုတွေပြတ်သုံးနေအောင်ဒီပြ Arne Slot တယောက်ကဘယ်လိုမျိုးဖြည့်ရှင်းမလဲတော်လေးစိတ်ဝင်စားဖို့တော့ကောင်းလာပြီလည်းဖြစ်ပါတယ်လူချင်းမင်းတို့ရောဒီရှုံးပွဲမှာဗာပြောချင်တာလေးရှိလဲ Anfield လိုအိမ်ကွင်းမှာဂိုးပြတ်ရှုံးသွားတဲ့ပုံမှာရောဘာမှတ်ချက်ပေးချင်တာလေးရှိလဲ comment ထဲမှာဝင်ပြီးတော့မှတ်ငယ်ပြီးလို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုလေးလည်း YouTube မှာတင်ထားပေးပါတယ် quality ကောင်းလေးနဲ့ကြည့်ချင်တယ်ဆိုရင် YouTube မှာတွားပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကိုကြားရင်တယ်ဆိုလို့ရှိရင် like and subscribe follow နေပြီးတော့ကူညီခဲ့လို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြာမှပြန်လည်ဆုံတွေ့ကြတာပေါ့